ရာသီဥတုပူလာတော့ဟင်းအနှစ်တွေနဲ့မစားချင်လို့ကညွတ်တုပ်လေးနဲ့ထမင်းဖြူလေးနဲ့ပဲစားပါမယ်ဒီကညွတ်လေးကတစ်စီးမှာ3500ပဲပေးရပါတယ်တဝက်ကိုတုပ်ပြီးတော့တဝက်ကိုနောက်နေ့မှကြော်ပါမယ်ဒီလိုလက်နဲ့ချိုးလို့ရတဲ့အပိုင်းလေးတွေကိုပဲယူပါမယ်ရင်းတဲ့အပိုင်းကိုရောက်ရင်တော့လက်နဲ့ချိုးလို့မရတော့ဘူးပေါ့နော်ရေနွေးဆူဆူမှာ10မိနစ်ခန့်ဖြောပါမယ်ကြက်သွန်ဖြူစီချက်ချက်ထားပါမယ်ပြီးရင်တော့ရေစစ်ပြီးတော့ကညွတ်ခရမ်းညင်တီကြက်သွန်ဒီပပလီပဲမုံအကျက်မြေပဲဆန်ထောင်ငရုတ်သီးကြော်စားဟင်းခတ်မုံကြက်သွန်ဖြူစီချက်ထည့်ပြီးတော့အရသာဝင်အောင်တခြားလေးနဲ့ပြီးရင်တော့ကညွတ်တုပ်လေးရပါပြီ။